အားလုံးမင်္ဂလာပါဖျားခင်ရဲ့ကျေးဇူးတော်ကိုထူပဲချီးမွမ်းပါတယ်လို့ဒီနေ့အသင်းတော်ကိုရောက်လာကြတဲ့ချစ်တော်ညီကိုမောင်နှမအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးရှိပါစေလို့ဘာကြောင့်လဲဆိုတော့ဒီနေ့ဟာစောစောကဆရာကြီးပြောသွားသလိုပဲအမတန်မှထူးခြားတဲ့နေ့တစ်နေ့လို့ပြောလို့ရပါတယ်2025ခုနှစ်ရဲ့နောက်ဆုံးသောတနင်္ဂနွေနေ့ဖြစ်တယ်နောက်တစ်ပတ်တနင်္ဂနွေဆိုလို့ရှိရင်2025ခုနှစ်ကကြံခဲ့ပြီပေါ့နော်တနင်္ဂနွေ52ပတ်မြောက်နောက်ဆုံးသောအပတ်ဖြစ်တယ်လို့ရက်ပေါင်း365ရက်ရှိတဲ့အထက်မှာ362ရက်တိတိဘုရားသခင်ပို့ဆောင်ပေးခဲ့ပါတယ်ကျွန်မအနေနဲ့ဆိုရင်လေ2025ခုနှစ်တနင်္ဂနွေနေ့မှာဝေငှရတဲ့နောက်ဆုံးဒေသနာလည်းဖြစ်ပါတယ်ကျွန်မပြန်စဉ်းစားကြည့်တယ်2025ခုနှစ်ဇန်နဝါရီလပထမဆုံးသောအပတ်အဲ့နေ့ကဇန်နဝါရီ9ရက်နေ့ဖြစ်တယ်အဲ့နေ့မှာကျွန်မဗမာရှိနေလဲဆိုတော့ရှမ်းပြည်နယ်ဟိုအရှေ့ပိုင်းမှာရှိတဲ့မိုင်းလားမြို့ကနှစ်ချင်းအသင်းတော်မှာကျွန်မဒေသနာဝေငှခွင့်ရခဲ့တယ်အခု2025ခုနှစ်ရဲ့နောက်ဆုံးသောအပတ်မှာလေဦးနောအသင်းတော်မှာနှုတ်ကပတ်တော်ကိုဝေငှခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်ကျွန်တော်တို့ဒီနေ့ဖျားเจ้าမှာလူနေတယ်လို့ထင်ရပေမဲ့ရောက်ရှိလာတဲ့သူတွေကမိမိတို့ရဲ့တစ်နှစ်တာလုံးခံစားခဲ့ရတဲ့ကောင်းကြီးမင်္ဂလာတွေကိုလည်းရည်တွက်ချီးမွမ်းရင်ကိုယ့်ရဲ့အသက်တာကိုနှလုံးသားကိုဆက်ကပ်ပြီးဒီနေရာကိုရောက်ရှိလာတယ်လို့ကျွန်မကတော့ခံယူပါတယ်နှစ်သက်ကူနီးလာပြီဖြစ်တဲ့အတွက်ရုံးပိတ်ရက်တွေလည်းရှိကြတဲ့အခါတချို့ကခရီးသွားကြတယ်ခရစ်စမတ်အပီးဆိုတော့လည်းနည်းနည်းသွေးအေးသွားပြီးဖျားเจ้าမရောက်နိုင်ကြဘူးဒါပေမဲ့ကျွန်မကတော့ဒီနေ့မှာဖျားသခင်ကိုတကယ်ကိုကျေးဇူးတင်တယ်စက္ကတ်ရှင်နဲ့ကိုယ့်ရဲ့နှလုံးသားကိုပေါ့နော်ဒီမှာရှိတဲ့သူတွေအားလုံးကလည်းဖျားသခင်ကိုကျေးဇူးတင်ပြီးမိမိတို့ရဲ့အသက်တာကိုပြန်လဲရေတွက်ချီးမွမ်းနိုင်ဖို့ရန်ဒီနေရာကိုရောက်ရှိလာတယ်လို့ကျွန်မကတော့ခံယူပါတယ်အဲ့တော့ကျွန်တော်တို့အလုပ်တစ်ခုလုပ်တယ်ဆိုရင်အလုပ်ပြီးပြီဆိုတော့အလုပ်ဒီ project တစ်ခုပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုလုပ်နေတဲ့စီမံကိန်းတစ်ခုခုကိုပဲဖြစ်ဖြစ်လှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ပြီးတဲ့အခါမှာဘာလုပ်လဲဆိုတော့ပြန်လဲသုံးသပ်ခြင်းကိုလုပ်တယ်မှတ်တမ်းတင်တယ်ဒီနေ့ကျမတို့တစ်နှစ်တာလုံးဘုရားသခင်ပြုတော်မူသောကျမတို့ရဲ့အသက်တာထဲမှာဘုရားလှုပ်ခဲ့ပြီးတဲ့အရာတွေကိုကျမတို့မှတ်တမ်းတင်ရဲ့လားကျမတို့ကတစ်နှစ်တာလုံးမှာကြုံတွေ့ခံစားရတဲ့အရာတွေအတွက်တစ်နှစ်တာလုံးမှာကျမတို့ရင်ဆိုင်ခဲ့ရတဲ့ဝမ်းနည်းခြင်းတွေအတွက်ကျမတို့ခံစားခဲ့ရသောကောင်းကြီးမင်္ဂလာတွေကိုမှတ်တမ်းတင်ဖို့အထူးပဲအရေးကြီးပါတယ်ပြီးတော့ကျမတို့ရဲ့နေ့ရက်ကာလတွေကိုရေတွက်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကအလိုရှိပါတယ်ဒါကြောင့်မို့90ခုမြောက်သောဆာလံအပိုက်ငယ်7မှာတော့ဘုရားသခင်ရဲ့လူမောရှေဆုတောင်းခဲ့တဲ့ဆုတောင်းချက်တစ်ခုကအကျွန်ုပ်တို့သည်ပညာတရားကိုနှလုံးသွင်းမိအကြောင်းကိုနေ့ရက်ကာလကိုရေတွက်နိုင်စေခြင်းဟာတွင်တင်တော်မူပါတဲ့ဒီဆုတောင်းချက်ကလေးဟာဘုရားသခင်ရဲ့လူဖြစ်တဲ့မောရှေကဆုတောင်းခဲ့တာဖြစ်ပါတယ်သူတောထဲမှာဆုတောင်းခဲ့တဲ့ဆုတောင်းချက်လို့သိရတယ်သူရဲ့ဆုတောင်းချက်တစ်ခုလုံးဒီ90ခုမြောက်သောဆာလံတစ်ခုလုံးကိုဖတ်ကြည့်တဲ့အခါမှာဣသင်လလူမျိုးတွေကဘုရားသခင်ရွေးကောက်ထားခြင်းခံရသောလူမျိုးဖြစ်တော်လဲပဲဘုရားရဲ့စကားကိုနားမထောင်တဲ့အတွက်ဘုရားရဲ့စီရင်ခြင်းဆုံးမခြင်းကိုခံခဲ့ရတယ်။အေဂုတုကနေထွက်လာခဲ့ပြီးတဲ့လူတွေတောထဲမှာနှစ်ပေါင်း40လုံးဖြတ်သန်းခဲ့ရတယ်။ဒါပေမဲ့ဘုရားရဲ့စကားကိုနားမထောင်ခြင်းကြောင့်ဘုရားသခင်ပေးတဲ့ဂတိတော်ကိုဝင်စားခဲ့ရတဲ့သူကယောရှုနဲ့ကာလက်2ယောက်ပဲရှိခဲ့တယ်။ဣသရေလလူတွေရဲ့မှားယွင်းခြင်းကြောင့်ဘုရားရဲ့ဆုံးမခြင်းကိုခံရတယ်ဆိုတာကိုမောရှေသိတယ်။ဒါကြောင့်မို့နောက်ထပ်တစ်ချိန်ဒီဣသရေလဘုရားရွေးကောက်ထားတဲ့လူမျိုးတော်တွေဟာဘုရားရဲ့ကျေးဇူးတော်ဂရုဏာတော်ကိုပြန်လည်ခံစားရဖို့ရန်အတွက်ကြုံတွေ့ခဲ့ရတဲ့ဘဝသင်ခန်းစာတွေကနေသူဆုတောင်းခဲ့တဲ့အရာကအကျွန်ုပ်တို့သည်တဲ့ပညာတရားကိုနှလုံးသွင်းမိအကြောင်းကိုနေ့ရက်ကာလကိုရေတွက်နိုင်စေခြင်းကတွင်တင်တော်မူပါလို့ပြောတယ်ဒီနေ့362ရက်တိတိဘုရားသခင်ပို့ဆောင်ပေးခဲ့တဲ့ကျမတို့ရဲ့2025ခုနှစ်ခရီးလမ်းမှာကျမတို့ရဲ့နေ့ရက်ကာလတွေကိုရေတွက်ခဲ့ပြီးပြီလားပြန်လည်စဉ်းစားရအောင်90ခုမြောက်သောစာလံကိုကြည့်ရင်အပိုင်း4ပိုင်းတွေ့ရပါတယ်အခန်းငယ်1ကနေ2မှာတော့ဘုရားသခင်ဖြစ်ကြောင်းကိုအခိုင်အမာဖော်ပြထားပါတယ်။အိုးဖျားရှင်ကိုရော်ဒီကာလအစဉ်ဆက်ကျွန်ုပ်တို့ခိုလုံရာဖြစ်တော်မူ၏။တောင်များကိုမဖော်မြေကြီးနှင့်လောကဓာတ်ကိုဖန်ဆင်းတော်မူမီကိုရော်ဒီရှေးကဘာဆက်ဆက်မှစ၍နောက်ကဘာဆက်ဆက်တိုင်အောင်ဖျားဖြစ်တယ်။
အစအဦးကနေတည်ရှိတဲ့ဖခင်ကထာဝရတည်ရှိတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုမောရှေကသေသေးချာချာဖော်ပြခဲ့တာဖြစ်တယ်အခန်းငယ်3ကနေ4ကိုဖတ်ကြည့်လိုက်တယ်ဆိုရင်တော့အမတန်မှတိုတောင်းတဲ့လူဘဝရဲ့အသက်တာအကြောင်းကိုတွေ့ရပါတယ်လူမျိုးကိုကကြေမွစီတော်မူ၏အချင်းလူသားတို့ပြန်ကြလို့ဟုမိန့်တော်မူ၏ရှေ့တော်၌အနှစ်1000သည်လွန်ပြီးသောမနေ့ကဲ့သို့၎င်းညရန်ကဲ့သို့၎င်းဖြစ်ပါ၏အချိန်ကြီးကအယမ်းမြန်ပါတယ်362ရက်တိတိနော်2025ခုနှစ်ဇန်နဝါရီလ1ရက်ကမနေ့တနေ့တုန်းကလိုပဲဒါပေမဲ့ဒီနေ့362ရက်တိကျမတို့အသက်ရှင်နေရခြင်းကဘုရားသခင်ရဲ့ကျေးဇူးတော်ပဲဖြစ်တယ်ကြံခဲ့ပြီဒီ362ရက်အတွင်းမှာကျမတို့ရဲ့မိတ်ဆွေတွေကျမတို့မိသားစုဝင်တွေကျမတို့ရဲ့တငယ်ချင်းတွေကျမတို့ရဲ့ဆရာသမားတွေဒီနေ့ထိရောက်မလာနိုင်ခဲ့တော့ဒါပေမဲ့ကျမတို့ဒီနေ့ဘုရားကျောင်းထဲမှာလာရဝတ်ပြုကိုးကွယ်နေတာကကျမတို့ကိုဘုရားသခင်ဒီနေ့ထိပို့ဆောင်ပေးခဲ့တဲ့နေ့ရက်ဖြစ်တယ်ကျမတို့မြေကြီးပေါ်မှာအသက်ရှင်ရတဲ့နေ့ရက်ကာလကအရန်တိုတောင်းပါတယ်ဆရာကြီးတစ်ပါးကပြောတယ်အချိန်ဆိုတာတဲ့တရားအောက်ကစီးဆင်းသွားတဲ့ရေလိုပဲတဲ့ကိုယ့်စီကိုဘယ်တော့မှပြန်မလာနိုင်ဘူးတဲ့ကျွန်တော်တရားပေါ်ကနေချောင်းလေးတစ်ခုပေါ့နော်တရားပေါ်ကနေကြည့်တဲ့အခါမှာရေကစီးဆင်းသွားတာအဲ့ဒီရေတွေကဒီနေရာကိုဘယ်တော့မှပြန်မလာနိုင်ဘူးအဲ့လိုပဲကျွန်တော်တို့နေ့တိုင်းဘုရားသခင်ပေးထားတဲ့အချိန်ဆိုတာကတရားအောက်ကစီးဆင်းသွားတဲ့ရေလိုပဲတဲ့ကျွန်တော်ရဲ့အသက်တာတွေကိုသတိမထားမိပဲနဲ့နေ့ရက်တွေကိုကြော်ဖြတ်ခဲ့ရတဲ့အရာတွေအများကြီးရှိတယ်နေ့ရက်တွေကိုမရေမတွက်နိုင်ပဲနဲ့ကျမတို့ရဲ့အသက်တာတွေကိုအမှုမဲ့အမှတ်မဲ့နဲ့အသက်ရှင်ခဲ့တဲ့အချိန်တွေအများကြီးရှိတယ်ကျမအသက်တာထဲမှာဆိုရင်ဒီအရာကိုလုပ်မယ်လို့ဆုံးဖြတ်ပြီးတော့မလုပ်ဖြစ်ခဲ့တဲ့အရာတွေအများကြီးရှိတယ်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေလည်းဒါလေးတော့လုပ်မယ်ဆိုပြီးတော့မှနော်စိတ်ကူးပဲရှိပြီးတော့အချိန်ကြီးကအလားအသက်ကုန်သွားပြီးတော့မှမလုပ်ဖြစ်ခဲ့တဲ့အရာတွေအများကြီးရှိတယ်မကြခင်မှာနောက်ထပ်နိုင်ပေါင်း80လောက်ပြီးလို့ရှိရင်ကျမတို့တက္ကရာတစ်ခုကိုခြံထားခဲ့ရတော့မှာဖြစ်တယ်။ဒါကြောင့်မို့ဒီတက္ကရာတစ်ခုကိုမခြံထားခဲ့ခင်မှာကျမတို့ကိုတစ်နှစ်တာပတ်လုံးဘုရားသခင်ပို့ဆောင်ခဲ့တဲ့နေ့ရက်ကာလတွေကိုရေတွက်နိုင်ဖို့ရန်အတွက်မောရှေကလည်းသွန်သင်ထားတယ်။ဆိုတော့ तू ကဒီအသက်အရွယ်နဲ့ပတ်သက်ပြီးတော့လူတယောက်ရဲ့သက်တမ်းကအနှစ်80ရှိတယ်တဲ့။အားကြီး၍အနှစ်80ပြည့်တော်လဲပင်ပန်းခြင်းနဲ့ဝမ်းနည်းခြင်းဖြစ်တယ်လို့ပြောပါတယ်။ဒီနေ့အသက်ကျမအဖေကပြောပါတယ်အသက်80နောက်ပိုင်းအသက်ရှင်ခွင့်ရခြင်းကအပူစုပဲတဲ့ဘုရားသခင်ပေးတဲ့ bonus ပဲလို့ပြောတယ်ဆိုတော့အဖေကအသက်84နှစ်မှာအိမ်တော်ပြန်သွားတယ်သူက bonus ပေါ့နော်ရခဲ့တယ်4နှစ်ဆိုတော့ကျမအမေကအခု88နှစ်ရှိပြီဆိုတော့သူကတော့ပို့ပြီးတော့ bonus ရတာပေါ့နော်ဆိုတော့ဘာပြောချင်လဲဆိုတော့ကျမတို့ရဲ့အသက်တွေကကြီးလာတာနဲ့အမျှပင်ပန်းခြင်းတွေဝမ်းနည်းခြင်းတွေနဲ့ရောနှောနေရတဲ့အချိန်တစ်ခါဖြစ်တယ်ဒါကြောင့်အခုကျမတို့အသက်ရှင်နေတဲ့အချိန်ကာလမှာကျမတို့ကိုကျေနပ်လားကိုအသက်ရှင်ခဲ့တဲ့ခုနကခန္ဓာစိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာကျမတို့ကျေနပ်လားကျမတို့ရဲ့နေ့ရက်ကာလကိုပြန်လဲရေတွက်နိုင်ဖို့ပညာတရားကိုနှလုံးသွင်းမိအကြောင်းလို့ပြောတယ်အဲ့တော့ပညာဆိုတာဒီမောရှေပြောတဲ့ပညာတရားပေါ့အဓိကဒီ60ခုမြောက်သောဆာလံရဲ့ main verse ပေါ့အဓိကကျမ်းချက်ကတော့60အခန်းငယ်7ဖြစ်ပါတယ်အကျွန်ုပ်တို့ဒီပညာတရားကိုနှလုံးသွင်းမိအကြောင်းကိုနေ့ရက်ကာလကိုရေတွက်နိုင်စေခြင်းကသွန်သင်ပါလို့ပြောတဲ့အခါမှာအဲ့ဒီပညာကဘုရားသခင်ရှိကလာတဲ့ဉာဏ်ပညာ wisdom ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လောကမှာနေတဲ့အခါပညာတွေသင်ကြတယ်ဘွဲ့ဒီဂရီတွေယူကြတယ်ဒါပေမဲ့အဲ့ဒီအရာကတော့ကိုသင်ယူပြီးမှစ조사အားထုတ်လေ့လာပြီးမှရလာတဲ့ပညာ knowledge ဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကသူပေးတဲ့ဒီဉာဏ်ပညာနဲ့အသက်ရှင်စေခြင်းတာဖြစ်တယ်မောရှေကဘုရားထံကလာတဲ့ပညာတရားကိုနှလုံးသွင်းပြီးတော့မိမိတို့ရဲ့နေ့ရက်ကာလကိုရေတွက်နိုင်ဖို့ရန်အတွက်မောရှေသွန်သင်ထားသလိုဒီနေ့မှာကျမတို့အချိန်ရှိသေးတယ်3ရက်ကြံသေးတယ်2025ခုနှစ်ကိုပို့ဆောင်ပေးခဲ့တဲ့ဘုရားရှင်ဟာကျမတို့ရဲ့အသက်တာအတွက်ကိုယ့်ရဲ့နေ့ရက်ကာလတွေကိုဘလို့ဖြတ်သန်းခဲ့လဲဆိုတာကိုပြန်လဲရေတွက်ဖို့ဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီလိုပြန်လဲရေတွက်ဖို့ရန်အတွက်ကျမတို့ဘာလုပ်ရမလဲဆိုဆင်ခြင်သုံးသပ်ရမှာဖြစ်တယ်ဒီနေ့ဟာနောက်ဆုံးသော Sunday ဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့အသက်တာတွေကိုကျွန်တော်ပြန်ပြီးတော့ reflection လုပ်ရမှာဖြစ်တယ်ကျွန်တော်သုံးသပ်မယ်ပြီးခဲ့တဲ့ပုံရိပ်တွေကိုကျွန်တော်ဆင်ခြင်မယ်တစ်နှစ်တာလုံးဒီလိုပဲပေါ့တနံပဲအသက်ရှင်ခဲ့တဲ့တောကတွေနဲ့ခက်ခဲခြင်းတွေနဲ့အစင်မပြေခြင်းတွေနဲ့ကျွန်တော်အသက်ရှင်ခဲ့ရကြတယ်ဆိုပေမဲ့လေကျွန်တော်ပြန်လဲသုံးသပ်ဖို့မိမိရဲ့အသက်တာမိမိရဲ့စိတ်ဝိညာဉ်မိမိရဲ့ဝိညာဉ်ပိုင်းဆိုင်ရာမိသားစုရဲ့အကြောင်း
ကိုယ့်ရဲ့ရှောင်းလန်းခဲ့တဲ့ဘုရားသခင်နဲ့ရှောင်းလန်းခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကျေးဇူးတင်ရအောင်ကျွန်တော်တို့ကိုကျေးဇူးပြုခဲ့တဲ့သူတွေကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့မှတုံ့ပြန်မှုတွေရှိကြတယ်။တစ်နှစ်အတွင်းမှာကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေရှိပါတယ်။အခက်အခဲတွေရှိတယ်မကျန်းမာခြင်းတွေရှိတယ်။ဒါပေမဲ့အဲ့ဒီမကျန်းမာခြင်းတွေကပဲဒီနေ့အသက်ရှင်နေရပြီဒီနေ့ကောင်းကြီးမင်္ဂလာကိုခံစားနေရတဲ့အရာတွေကိုဘုရားသခင်ကိုကျေးဇူးတင်ရအောင်။ကျေးဇူးတင်တတ်တဲ့နှလုံးသားနဲ့နော်။အချိန်လေးတိုင်းမှာကျေးဇူးတင်တတ်တဲ့အသက်တာနဲ့အသက်ရှင်ဖို့ဆက်ပြီးတော့ကျွန်တော်တို့မောရှေကဒီနေ့ရက်တွေကိုရည်တွက်ပြီးတော့မှဘုရားသခင်ကိုဆက်မျှော်လင့်ခဲ့တယ်ဆိုတာတွေ့ရပါတယ်ဒီတစ်နှစ်တာလုံးမှာဘလို့ပဲအခက်အခဲတွေရှိအဲ့ဒီအခြေအနေတွေကနေဘုရားသခင်ကကျွန်တော်တို့ကိုပို့ဆောင်ပေးခဲ့တယ်ဆိုတာကိုကျေးဇူးတော်ချီးမွမ်းပြီးတော့မှဆက်ပြီးတော့လာမယ့်အနာဂတ်အတွက်ကျွန်တော်တို့မျှော်လင့်ခြင်းတွေနဲ့သွားရအောင်တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်တို့ရဲ့တိုင်းနိုင်ငံအခြေအနေကျွန်တော်တို့ရဲ့ကမ္ဘာကြီးအခြေအနေကစိုးတဲ့ထက်ဆိုးလာပါတယ်မနှက်ပြန်ဆိုတာမသိချပါဘူးအနာဂတ်ရဲ့မသိချမှုတွေနဲ့ကျွန်တော်တို့တိုင်းနိုင်ငံကြီးရဲ့စိန်ခေါ်မှုတွေနဲ့ပေါ့နော်ရင်ဆိုင်ရတဲ့အခါမှာဒီအရာတွေကကျွန်တော်တို့ကိုချောင်းလှန့်နေပါတယ်အတိတ်မှာပို့ဆောင်ပေးခဲ့တဲ့ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးအဲ့ဒီချောင်းလှန့်ခြင်းတွေကနေကျွန်တော်2026ခုနှစ်ဆိုတဲ့နှစ်သက်ကိုဝင်စားဖို့ဒီနေ့မှာခွန်အားယူခြင်းပါတယ်ဒါကြောင့်ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့နေ့ရက်ကာလတွေကိုပြန်လည်ရည်တွက်ချီးမွမ်းပြီးတော့မှစင်ကျင်သုံးသပ်မယ်ဖခင်ကိုကျေးဇူးတင်မယ်ရှေ့လာမယ့်အနာဂတ်ကာလကိုကျမတို့မျှော်လင့်ဖို့ဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ကျမကတော့နောက်ကိုပြန်ပြီးတော့ခဏကြည့်စေချင်ပါတယ်362ရက်ကကျမတို့ရဲ့အနောက်မှာကြံခဲ့ပြီကျမ်းစာထဲမှာတော့ဟေရှာယအနာဂတိကျမ်းအခန်းကြီး43မှာဗာပြောလဲဆိုတော့ဖြစ်ဖူးသောအမှုတို့ကိုမအောင်မိကြနဲ့ရှေးကာလ၏အရာတို့ကိုပမာဏမပြုကြနဲ့ကြည့်ရှုလော့အမှုသစ်ကိုငါပြုမည်ယခုပေါ်လာလိမ့်မည်လို့ပြောပါတယ်အဲ့ဒါကဒီကျမ်းစာထဲဆိုရင်ကျွန်မကအတိတ်ကအရာတွေကိုခြံထားခဲ့ပါလို့ကျွန်မအမြင်နဲ့ပြောခဲ့ဘူးတယ်ဒါပေမဲ့အတိတ်ဆိုတာကပြစ္ဆုတ်ပံကိုယူလာလို့မရဘူးဒီ362ရက်ကကျွန်မတို့ဒီနေ့ယူလာလို့မရတော့ဘူးမနေ့ပြန်ဆိုရင်363ရက်ဖြစ်သွားပြီအဲ့တော့အတိတ်ကိုအတိတ်မှာပဲထားခဲ့ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ကပြောကြပါတယ်เนาะအတိတ်ဆိုတာကမကောင်းတဲ့အရာတွေရှိမယ်ကောင်းတဲ့အရာတွေရှိမယ်အောင်မြင်ခြင်းတွေရှိမယ်ဆုံးရှုံးခြင်းတွေရှိမယ်နာကျင်ခြင်းတွေရှိမယ်မတရားမှုတွေရှိမယ်ဒါပေမဲ့အဲ့အတိတ်ကာလကိုခဏလောက်ပြန်လှည့်ကြည့်စေခြင်းနဲ့ဆိုတာကဘုရားသခင်ရဲ့အကြည့်ဘုရားသခင်ရဲ့အမြင်နဲ့ကျွန်တော်တို့ကြည့်ဖို့လိုအပ်တယ်ကျွန်တော်တို့ကအတိတ်မှာကြုံခဲ့ရတဲ့ခက်ခဲခြင်းတွေခါသီးခြင်းတွေမကျေနပ်ခြင်းတွေနာကျင်ခြင်းတွေကိုတနှုံနှုံခံစားတယ်တချို့ကလည်းကျွန်တော်တို့ရဲ့အတိတ်မှာအောင်မြင်ခဲ့တဲ့အရာအခုကတော့မအောင်မြင်တော့ဘူးเนาะအခုကတော့ဒီအောင်မြင်မှုတွေကြာရှုံးသွားပြီဒါပေမဲ့အတိတ်မှာတစ်ချိန်လုံးကငါအရန်အောင်မြင်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အဲ့ဒီမာမာနတွေကိုဆွဲကင်ပြီးတော့အခုလက်ရှိကြုံတွေ့နေရတဲ့ဒုက္ခအခြေအနေတွေမှာကိုမကြည်မနဲ့ဖြစ်နေကြတာဖြစ်တယ်အဲ့တော့ဒီကျမ်းစာလေးဟာဘုရားသခင်ကဣသေလလူမျိုးတွေအတွက်ပြောခဲ့တဲ့အရာဖြစ်ပါတယ်ဣသေလလူတွေရဲ့အတိတ်ကဘာတွေဖြစ်ခဲ့လဲအဲဂုတုမှာနှစ်ပေါင်းများစွာကျွန်ခံရတယ်တောထဲမှာနှစ်ပေါင်း40နော်လှည့်လည်နေရတယ်ခါနန်ပြည်ကိုရောက်ပေမဲ့အမျိုးမျိုးသောအခက်အခဲတွေကြောင့်ရန်သူတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်နောက်ဆုံးသူတို့ဘုရားသခင်စကားကိုနားမထောင်ခြင်းကြောင့်ဘာဘူးလုံကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတယ်အဲ့ဒီကြရှုံးခြင်းတွေအဲ့ဒီစိတ်ပျက်စရာတွေအခြေအနေတွေထဲမှာဘုရားသခင်ရဲ့ဆုံးမခြင်းကိုခံရတဲ့အနေအထားတွေထဲမှာဣသေလလူတို့ကသူတို့ရဲ့ဘုရားသခင်ရွေးကောက်ထားတဲ့အရာတွေပေါ်မှာစုပ်ကင်ထားကြတယ်တချို့ကလည်းစိတ်ဓာတ်တွေအလွန်ကြတယ်အဲ့ဒီနာကျင်မှုတွေမှာတဝဲလဲနေကြတယ်ရှေ့ကိုတက်ရမယ့်အစားနောက်ကိုပြန်ဆုတ်နေကြတဲ့သူတွေအတွက်ဘုရားသခင်ကဂတိပေးခဲ့တာဖြစ်တယ်ဖြစ်ဘူးသောအမှုတို့ကိုမအောင်မေ့နဲ့နော်အတိတ်ကကာလတွေကိုပမာဏမပြုနဲ့တဲ့နော်မအောင်မေ့နဲ့လို့ဘုရားသခင်ကပြောနေခြင်းကအတိတ်ကိုမစွန့်လွတ်ဘူးဆိုရင်ဘုရားသခင်ပြုပေးမဲ့အသစ်ကိုကျမတို့ရောက်နိုင်မှာမဟုတ်ဘူးအဲဒါကြောင့်မို့ကျမအနေနဲ့တော့ခဏပြန်လှည့်ကြည့်ပါလို့ပြောတဲ့အခါမှာတော့ဘာကြောင့်လှည့်ကြည့်စေချင်တာလဲဆိုရင်ကျမတို့ကြည်ကွဲခဲ့ရတဲ့အရာတွေကျမတို့ဝမ်းနည်းခဲ့ရတဲ့အရာတွေဆုံးရှုံးခဲ့ရတဲ့အရာတွေအနာတရဖြစ်ခဲ့တဲ့အရာတွေပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်လို့မိသားစုနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့စသဖြင့်ပေါ့ကျမ်းမာရေးတယောက်နဲ့တယောက်ဆက်ဆံရေးတွေမှာကြာရှုံးခဲ့တဲ့အရာတွေမှာဒီကြည်ကွဲခြင်းတွေဖြတ်သန်းခဲ့ရပေမဲ့ဒီအရာတွေကိုဘုရားသခင်ရဲ့အခွင့်နဲ့မှာဘုရားသခင်ရဲ့ခွန်အားနဲ့ကျမတို့
ဖြတ်သန်းနိုင်ခဲ့ပါလားဆိုတဲ့အရာကိုပြန်လည်ပြီးတော့ဘုရားသခင်ကိုကျေးဇူးတင်ဖို့နော်နာကျင်မှုတွေကိုဝန်ခံခြင်းကတဲ့အားနည်းခြင်းမဟုတ်ပါဘူးတဲ့ဘုရားသခင်ပေါ်စိတ်ချယုံကြည်ခြင်းပဲဖြစ်တယ်လို့ပြောတယ်ဒီနေ့အတိတ်ကိုခဏလောက်ပြန်ကြည့်ခိုင်းတာကကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့နာကျင်ဝမ်းနည်းမှုတွေအတွက်ကျွန်တော်တို့ဟာဝန်ခံပြီးတော့ဘုရားသခင်ရဲ့ဂတိတော်အပေါ်မှာစိတ်ချယုံကြည်ခြင်းနဲ့ရှေ့ဆက်ဖို့ဖြစ်ပါတယ်အတိတ်ကိုပြန်ကြည့်ခြင်းကခဏပြန်ကြည့်ခိုင်းတာကကောင်းကြီးတွေကိုရည်တွက်ဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်မကဒီနှုတ်ကပတ်တော်ကိုပြင်ဆင်တဲ့အခါမှာကောင်းကြီးများကိုမှတ်တမ်းတင်ပါဆိုတဲ့စကားလုံးလေးတစ်လုံးကိုကျွန်မစိတ်နှလုံးထဲမှာခံစားရတယ်ဒီနေ့ကျွန်တော်တို့မှတ်တမ်းရေးကြတယ်တစ်နှစ်တာဝင်ငွေဘယ်လောက်ရှိတယ်တစ်လတာဘယ်လောက်သုံးတယ်ဘယ်သူနဲ့တွေ့ခဲ့တယ်အမတန်မှကျွန်တော်တို့ရဲ့ပျော်ရွှင်စရာဓမ္မမို့ရင်လဲဝမ်းနဲ့ကြေကွဲစရာရက်တွေကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာမှတ်တမ်းတင်ထားတယ်တစ်နှစ်တာလုံးမှာကျွန်တော်တို့ရဲ့အပျော်ဆုံးအချိန်တွေရှိသလိုအဆိုးဆုံးအချိန်တွေငိုကြွေးခဲ့ရတဲ့အချိန်တွေရှိတယ်အဲ့ဒီအရာတွေကိုပဲမှတ်တမ်းတင်ထားပြီးဘုရားသခင်ပြုခဲ့တဲ့မှတ်တမ်းတွေကိုတင်ဖို့အရေးကြီးပါတယ်12လတာအတွင်းမှာဘုရားရဲ့ကောင်းကြီးတွေခံစားရတယ်ငွေကြီးနော်ကျမ်းမာခြင်းဘေးကင်းလုံခြုံခြင်းနော်ဆက်ဆံရေးအခွင့်အလမ်းတွေတယောက်နဲ့တယောက်မတူပေမဲ့ဒီနေ့ဒီမှာရှိတဲ့သူတယောက်ချင်းစီတိုင်းကကောင်းကြီးမခံစားခဲ့ရတဲ့သူတယောက်မှမရှိပါဘူးဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ပြန်သွားတဲ့အခါမှာ2025ခုနှစ်ထဲမှာဘုရားသခင်ကျမတို့ကိုဘယ်လိုအရာတွေကိုကျေးဇူးပြုခဲ့လဲငွေကြီးနဲ့ပတ်သက်လို့ဘယ်လိုကျေးဇူးပြုခဲ့လဲကျမ်းမာခြင်းနဲ့ပတ်သက်လို့ဘယ်လိုကျေးဇူးပြုခဲ့လဲဒီ2025ခုနှစ်အတွင်းမှာကျမအတွက်လည်းခက်ခဲခြင်းတွေဖြတ်သန်းခဲ့ရတဲ့အရာတွေကိုကျမကမှတ်တမ်းတင်ထားပြီးမြဲဒီနှုတ်ကပတ်တော်ကိုပြင်ဆင်တဲ့အခါကျမတို့ဟာကောင်းကြီးမင်္ဂလာတွေကိုမှတ်တမ်းတင်တဲ့သူဖြစ်ဖို့အရေးကြီးပါတယ်ဒုက္ခခက်ခဲကိုခံစားတဲ့အခါမှတ်မိပေမဲ့နေ့စဉ်ပြုပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတွေကိုမေ့ထားတတ်ကြတယ်ဒါကြောင့်အတိတ်ကိုခဏပြန်လှည့်ကြည့်လိုက်ခြင်းဟာကြေကွဲဝမ်းနည်းမှုတွေကိုဝန်ခံမှုဖြစ်တယ်လို့ဘုရားသခင်ပြုခဲ့ပေးတဲ့ကောင်းကြီးမင်္ဂလာတွေကိုမှတ်တမ်းတင်မှုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလိုအတိတ်ကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကြားထဲကကျွန်တော်တို့သင်ခန်းစာယူဖို့ဖြစ်ပါတယ်စိန်ခေါ်မှုတွေကြုံတွေ့ရလားအဲ့စိန်ခေါ်မှုဟာအောင်မြင်ခြင်းရဲ့လမ်းစာပဲဘဝအသက်တာထဲမှာစိန်ခေါ်မှုတစ်ခုကိုရင်ဆိုင်ရတဲ့အခါကျွန်မအတန်းမှစိတ်ပြတ်တယ်တစ်ခုခု challenge တစ်ခုကိုရင်ဆိုင်ရပြီဆိုလို့ရှိရင်ဟာဒါကြီးကဖြစ်နိုင်ပါမလားဒါပေမဲ့အခုနောက်ပိုင်းမှာကျွန်မကစိန်ခေါ်မှုတစ်ခုကိုရင်ဆိုင်ရတဲ့အခါမှာကျွန်မအမြဲတမ်းခံယူတဲ့စကားလုံးတစ်ခုရှိတယ်ဒီစိန်ခေါ်မှုကိုစရင်ဆိုင်ရပြီဆိုရင်ကျွန်မတို့အောင်မြင်ဖို့နောက်ထပ်လမ်းစာတစ်ခုပဲလို့ခံယူတယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကျွန်တော်ရဲ့ဘဝအသက်တာထဲမှာစိန်ခေါ်မှုတွေရှိလာခဲ့ပြီဆိုရင်ဒါကအောင်မြင်ခြင်းရဲ့လမ်းစာပဲဆိုတာကိုဝန်ခံတတ်ဖို့အရေးကြီးတယ်အဲ့တော့ဒီ2025ခုနှစ်ထဲမှာစိန်ခေါ်မှုတွေရှိခဲ့တယ်ဆိုရင်အဲ့စိန်ခေါ်မှုတွေကိုကျမတို့ကရဲရဲကြီးကြော်ဖြတ်ပြီးတော့အောင်မြင်ခြင်းကိုတက်လှမ်းဖို့ဖြစ်တယ်ဒါကကျမတို့ရဲ့အသက်တာအတွက်သင်ခန်းစာယူဖို့ဖြစ်တယ်ကျမတို့ကိုဘုရားသခင်ပေးတွေ့တဲ့အတွေ့အကြုံတွေခါသီးသီးရှိမယ်ချီးမြှောက်ခြင်းတွေလည်းရှိမယ်အဲ့ဒီအရာကကျမတို့ကိုယဉ်ကျက်စေတာဖြစ်ပါတယ်ခါသီးတဲ့အတွေ့အကြုံတွေကိုတွေ့တဲ့အခါမှာဘုရားသခင်ကိုပိုအားကိုးတက်လာတယ်ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းတွေကိုခံစားရတဲ့အချိန်မှာဘုရားသခင်ကိုပို့ပြီးတော့ကျေးဇူးတင်တက်လာတယ်ကျမတို့ကြရှုံးမှုတွေကိုရင်ဆိုင်ရတဲ့အခါမှာကျမတို့အသက်တာထဲမှာနှိမ့်ချတက်လာတယ်နော်တခါတလေကျမတို့ကလူသားဖြစ်တဲ့အတွက်မာနတွေရှိတယ်ဒါပေမဲ့ဘုရားသခင်ကကျမတို့ကိုကြရှုံးမှုတွေနဲ့အစင်မပြေခြင်းတွေကိုကြုံတွေ့စေတဲ့အခါမှာကိုယ့်ရဲ့အသက်တာကိုနှိမ့်ချပြီးတော့ဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံတတ်တဲ့အသက်တာဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ဒီဟေရှာယ53ထဲမှာကြည့်ရှုလောတဲ့အမှုသစ်ကိုငါပြုမယ်တဲ့ဆိုတော့အတိတ်ကိုကြည့်ပြီးတဲ့အခါမှာတော့ကျမတို့ကအရှိကိုကြည့်ဖို့အရေးကြီးတယ်အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကိုမအောင်မေ့ဘဲနဲ့ဘုရားသခင်ကကြည့်ရှုပါတဲ့ဘယ်သူ့ကိုကြည့်ခိုင်းတာလဲသူ့ကိုကြည့်ခိုင်းတာဖြစ်တယ်ဒီနေ့ကျမတို့ကဘုရားကိုကြည့်မယ်စားဘေးကိုကြည့်နေကြတာများတယ်ဘေးကိုကြည့်လိုက်ရင်တော့ဘေးကအတန်တွေပဲကြားမှာဖြစ်တယ်ဘေးကပြဿနာတွေနဲ့ဘေးကမုန်တိုင်းတွေကိုပဲမြင်တွေ့ရမှာဖြစ်တယ်အတန်မျိုးစုံကြားရတယ်ဒါကြောင့်မို့ကျမတို့ကအမြဲတမ်းပြောတယ်ဘုရားသခင်ရဲ့အတန်တော်နဲ့သွားပါဒီနေ့ဘုရားသခင်ရဲ့အတန်တော်ကကျမတို့နဲ့တော်တော်လေးကိုဝေးနေတယ်ကျမတို့တစ်စုံတစ်ခုကိုဆုံးဖြတ်မယ်တစ်ခုခုကိုလုပ်မယ်ဆိုလို့ရှိရင်ကျမတို့ကဘုရားရဲ့အတန်တော်ထက်ဘေးကအတန်ကိုနားထောင်တယ်မကြမ်းမချင်းတွေနဲ့ကြုံတွေ့ရတဲ့အခါဆရာဝန်ရဲ့အတန်ထက်လူတွေရဲ့အကြံပေးတဲ့အတန်ထက်ဘုရားသခင်ရဲ့အတန်ကပြောင်းနေတယ်အဲ့တော့ဘေးရန်ဒီရီစိန်ခေါ်မှုတွေမုန်တိုင်းတွေပြဿနာတွေကြားထဲမှာကြည့်ရှုရမှာဘုရားသခင်ကိုတဲ့ကြည့်ဖို့ဖြစ်တယ်အ
အမှုတစ်ကိုငါပြုမယ်ဘာကြောင့်ကြည့်ရမှာဆိုရင်ဘုရားသခင်ကအမှုတစ်အခုမကြခင်ရောက်လာရမယ့်နှစ်သက်မှာဘုရားသခင်ဘလို့အသက်တွေလှုပ်ဆောင်ပေးမလဲကျွန်တော်မျှော်လင့်ခဲ့တယ်ကိုယ့်ရဲ့တိုင်းနိုင်ငံကြီးအတွက်တနေ့ပြီးတနေ့ဘာဖြစ်မလဲနော်မနေ့ပြန်ဆိုရင်ဘာဖြစ်မလဲဆိုတော့မသေးချာတဲ့အခြေအနေတွေကိုကျွန်တော်တို့ရင်ဆိုင်နေရပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုမျှော်လင့်ခြင်းအသက်ပေးနေပါတယ်ယခုပေါ်လာလိမ့်မည်တဲ့နော်အခုသင်တို့ဒီအမှန်သိမြင်ရကြမယ်စိတ်ချထားဖို့ပဲလိုအပ်ပါတယ်အကယ်စင်စစ်တွန်းနိုင်၎င်းလွင်ပြင်၌စီးသောစမ်းရည်ကို၎င်းငါဖန်ဆင်းမိဣသင်လလူတွေကိုတောထဲမှာလမ်းဖြစ်စေတဲ့ဖခင်လွင်ပြင်၌စီးသောရေကိုဖန်ဆင်းတဲ့ဖခင်သခင်နော်မြေခွေးနဲ့ကလအုပ်တွေတောင်မှတဲ့ဖခင်သခင်ကိုချီးမွမ်းမယ်လို့ပြောပါတယ်။ဘာကြောင့်လဲဆိုရင်ဒီဣသင်လလူမျိုးတွေကဘုရားသခင်ရွေးကောက်တဲ့သူတဲ့။ငါ၏လူတို့တောက်เสียဖို့တော၌ရေများကို၎င်းလွင်ပြင်၌မြစ်တို့ကို၎င်းငါပေးမည်။ဒီနေ့ဣသင်လတွေကိုရွေးကောက်ခဲ့တဲ့ဘုရားသည်ကျမတို့ဒီမှာရှိတဲ့တယောက်ချင်းစီတိုင်းကိုရွေးကောက်ထားတဲ့ဘုရားဖြစ်တယ်။ကျမတို့ကရွေးကောက်ခြင်းခံရတာဖြစ်တယ်။ဘသူကရွေးတာလဲလူကရွေးတာမဟုတ်ဘူး။လူတွေကတော့အရွေးခံခြင်းနဲ့ကိုယ်အရွေးခံခြင်းနဲ့ဘယ်နေရာမှမဆိုနော်ခေါင်းဆောင်ဖြစ်လားဟိုတခုခုပေါ့လေလက်ရွေးစင်ဖြစ်လားရွေးခံခြင်းကြတယ်ဒါပေမဲ့ဘုရားကကျမတို့ကိုရွေးကောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ဘုရားသခင်ရဲ့အမှုသစ်ပြုမဲ့အရာကိုကျမတို့မျှော်လင့်နိုင်ပါတယ်ဒါကြောင့်မို့ကျမတို့ကအတိတ်ကအရာတွေကိုသင်ခန်းစာယူပြီးရှေ့ကိုဆက်ကြည့်ဖို့အရေးကြီးပါတယ်နောက်ကျမ်းစာတစ်ခုကတော့45ခုမြောက်သောစာလံအပိုင်းငယ်2ကနေ4အထိဖြစ်ပါတယ်သင်ရှိမှငါသွား၍မြင့်သောအရက်ကိုညီစေမည်ကျင်းဝတကားတို့ကိုချိုး၍တန်ကန့်လန့်တို့ကိုအပိုင်းပိုင်းဖြတ်မည်မှောင်မိုက်၌ဖွက်ထားသောဗန္တာလုံခြုံစွာဖွက်ထားသောဥစ္စာကိုသင်အားငါပေးမည်ငါသည်သင်ကိုနာမည်ဖြင့်ခေါ်သောဣသေလအမျိုး၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်းကိုသင်သိရလိမ့်မည်ဒီနှုတ်ကပတ်တော်နဲ့2026ကိုကျွန်တော်တို့ဝင်စားကြရအောင်ကျွန်တော်တို့ရဲ့အရှိမသွားတဲ့သူကဖျားဖြစ်တယ်ဒီ2025ခုနှစ်ထဲမှာကျွန်တော်တို့ဖျားကိုအနောက်မှာထားခဲ့လားဘေးမှာထားခဲ့လားကိုကဖျားအရှိကိုရောက်နေသလားဒီအသက်တာကိုပြန်လဲဆန်းစစ်ဖို့ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကတော့ပြောတယ်သင်ရှိမှငါသွား၍မြင့်သောအရက်ကိုညီစေမယ်ကိုရှိကနေသွားတာတိတ်ပြီးတော့နော်ကျွန်တော်တို့ကအနောက်ကနေလိုက်ယုံမယ်လွယ်လွယ်လေးပဲခေါင်းဆောင်ပါတဲ့ခရီးကတိတ်ပေါ်ပါတယ်နော်ကျမတို့ဒီငယ်စဉ်ကလေးကသာသနာလုပ်ငန်းတွေသွားတဲ့အခါဒါမှမဟုတ်ကျမတို့အလုပ်ကိုင်းနဲ့သွားတဲ့အခါမှာကျမတို့ခေါင်းဆောင်ဖြစ်သွားရတဲ့ခရီးကလွယ်တယ်မထင်ပါနဲ့အမတန်ပင်ပန်းတယ်ကျမဟိုးနာကစ်တုံးကလူ14ယောက်ပေါ့လူငယ်14ယောက်ကိုဥဆောင်ပြီးနာကစ်မှာသွားပြီးလုပ်တဲ့အခါမှာကျမဥဆောင်သွားတဲ့အခါအမတန်ပင်ပန်းတယ်ဒါပေမဲ့နောက်တစ်ခါကျမရဲ့အရှိကနေဥဆောင်သွားမယ်ကျမရဲ့ခေါင်းဆောင်ပါတဲ့အခါကျမတို့ကအနောက်ကနေပေါ့ပေါ့ပါပါလိုက်သွားရတယ်နော်ဒီနေ့ဘုရားသခင်ကကျမတို့ရဲ့ဘဝအသက်တာထဲမှာအရှိကနေသွားခြင်းတယ်ကျမတို့ကမဟုတ်ဘုရားကိုဘေးဖယ်ပြီးတော့ကိုကပဲအရှိကသွားခြင်းတယ်ကျမတို့အယမ်းပင်ပန်းပါတယ်အဲ့အတွက်ကြောင့်မို့အရှိကသွားမယ်ဘုရားသခင်ကတဲ့နော်ကျမတို့ကိုဥဆောင်နေတာဖြစ်တဲ့အတွက်ကျမတို့ပေါ့ပေါ့ပပနဲ့2026ကိုဝင်စားရအောင်ပြီးတော့ဘာလုပ်လဲဆိုတော့ငါသင်ရှိမှငါသွားပြီးတော့မြင့်သောအရက်ကိုညီစေမယ်လို့ပြောတယ်မြင့်နေဆိုတဲ့အရက်ကကျွန်တော်တို့မကြုံနိုင်တဲ့အရာတွေဖြစ်တယ်တောင်းနေဖြစ်တယ်နော်ကျမ်းမာခြင်းတောင်းစီးပွားရေးတောင်းအိမ်အောင်ရေးတောင်းအဆင်မပြေခြင်းပေါ့နော်အလုတ်အကင်တောင်းဆက်ဆံရေးတောင်းနေတချို့ဒီတောင်းကြီးတွေကမပြတ်ကြုံနိုင်ဒါပေမဲ့ဘုရားသခင်ကတော့အဲ့ဒီမြင့်တဲ့အရက်တွေကျွန်တော်တို့မကြုံလွားနိုင်တဲ့အရာတွေကိုညီညာစေပဲလမ်းတွေကိုရှင်းလင်းပေးမယ်လို့သူကဂတိပေးထားတာဖြစ်တယ်မညီမျှတဲ့ဘဝမညီမျှတဲ့အခြေအနေတွေကိုညီညာစေမဲ့ဘုရားသခင်ဖြစ်တယ်ဆက်ပြီးတော့သူဘာပြောလဲကျင်းဝါတကားတွေကိုချိုးမယ်တန်ကန့်လန့်တို့ကိုအပိုင်းပိုင်းဖြတ်မယ်အဲ့ဒါကတော့မာကြောနေတဲ့အရာတွေကျမတို့ရဲ့ဘဝအသက်တာထဲမှာပိတ်ဆို့တားဆီးတဲ့အရာတွေအားလုံးကိုဘုရားသခင်ကဖြေရှင်းသွားပေးမှာဖြစ်တယ်2026ဆိုတဲ့လမ်းကိုဘုရားသခင်ဥဆောင်သွားမှာဖြစ်တယ်လို့ဒီ2026မှာကြုံတွေ့ရမယ်ခက်ထန်မာကြောတဲ့အခြေအနေတွေကျမတို့စိုးရိမ်နေတဲ့အရာတွေကျမတို့လေးလံပြီးတော့မတည်နိုင်တော့တဲ့ဝင်တုတ်တွေကျမတို့မချိုးဖဲ့နိုင်တဲ့အရာတွေပြောမယ်ဆိုရင်ကျမတို့တက်ပိတ်ဆို့ထားတဲ့တကားတွေကိုဘုရားသခင်ကအကုန်လုံးအပိုင်းပိုင်းဖြတ်ပေးမယ်တဲ့ကျမတို့ကြုံတွေ့ရမယ့်ရန်သူတွေကိုဘုရားသခင်ကဖျက်ဆီးပေးမှာဖြစ်ပါတယ်ဒီကျမ်းချက်ထဲမှာဆက်ပြီးတော့မှောင်မိုက်၌ရှိသောဗန္တာလုံခြုံစွာဝှက်ထားသောဥစ္စာကိုသင်ငါပေးမယ်ဒီနေ့အမှောင်ကိုရင်ဆိုင်နေရတယ်
ကျွန်တော်တို့မလွတ်လပ်ဘူးမလုံခြုံဘူးဒီမှာရှိတဲ့သူတယောက်ချင်းစီတိုင်းရဲ့အသက်တာဘာအလိုချင်ဆုံးလဲလို့မေးလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကြီးငြိမ်းချမ်းဖို့ဖြစ်တယ်ကမ္ဘာကြီးငြိမ်းချမ်းဖို့ဖြစ်တယ်ဒီနေ့ကမ္ဘာမြေကြီးပေါ်မှာမတရားမှုတွေကနှွမ်းမိုးနေတယ်အခက်အခဲမျိုးစုံတွေကြုံရတယ်ဘေးဥပဒ်တွေကြုံနေရတယ်ကျွန်တော်တို့မလှန်နိုင်မှုတရားတွေကိုအမှောင်ထဲမှာရင်ဆိုင်နေရတယ်လို့ဖြစ်တယ်ဖြတ်သန်းရတဲ့ခရီးကအမတန်ပင်ပန်းပါတယ်ကျွန်တော်ဒီမှာအေးစစ်စစ်နေနိုင်ပေမဲ့ထမင်းတလုတ်စားဖို့အတွက်အမတန်မှခက်ခဲနေတဲ့သူတွေနေစရာမရှိတဲ့သူတွေကြောခင်းစရာမရှိတဲ့သူတွေအများကြီးရှိပါအဲ့ဒီအမှောင်ထဲမှာတော့မှဘုရားသခင်ကကျမတို့ကိုကောင်းကြီးပေးအောင်မဲ့ဘုရားဖြစ်တယ်အမှောင်ကိုကြော်လွန်ပြီးတော့မှဘုရားကကောင်းကြီးကိုခံစားစေမဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကျမတို့ဟာလက်ရှိကြုံတွေ့နေရတဲ့အမှောင်မိုက်ထဲမှာဘာမှမမြင်ရဘူးဆိုရင်တော့မှအဲ့ဒီအရာကိုကြော်လွန်ပြီးဘုရားသခင်ကကျမတို့ကိုကောင်းကြီးပေးနိုင်အောင်မှာဖြစ်တယ်ဘုရားကဘာကြောင့်ဒီလိုကျမတို့ကိုပြက်ပြက်သားသားဂတိပေးရတာလေဆိုလို့ရှိရင်သူဆက်ပြောပါတယ်ငါသည်သင်ကိုနာမည်ဖြင့်ခေါ်တော်ဣသေလမျိုးဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်းကိုသင်သိရလိမ့်မည်ဒီမှာရှိတဲ့သူတွေရဲ့တယောက်ချင်းစီတိုင်းရဲ့နာမည်ကိုကျမမသိပါဘူးဒါပေမဲ့ဘုရားသခင်ကဒီမှာရှိတဲ့သူတယောက်ချင်းစီတိုင်းရဲ့နာမည်ကိုသိတဲ့ဘုရားဖြစ်တယ်ဘာကြောင့်လဲဆိုရင်ကျမတို့ကရွေးကောက်ခြင်းကိုခံရတဲ့သူဖြစ်တယ်သင်သည်ငါ့ကိုမသိတော့လဲငါသည်သင်ကိုနာမည်သစ်ထပ်ပေးတယ်တဲ့ငါတပါးတည်းသာလင်ထာဝရဘုရားဖြစ်တယ်ငါမှတပါးအခြားသောဘုရားသခင်မရှိဘူးတဲ့နော်ငါသည်အလင်းကိုလှုပ်၏အမိုက်ကိုလည်းဖန်ဆင်း၏ငြိမ်သက်ခြင်းကိုဖြစ်စေ၏အမင်္ဂလာကိုလည်းဖန်ဆင်း၏ခတ်သိမ်းသောအမှုရာတို့ကိုငါထာဝရဘုရားပြုတော်မူ၏ဒီနေရာကိုကျမတို့နှလုံးသွင်းပြီးတော့မှကျမတို့ကိုနာမည်ဖြင့်သိတဲ့ဘုရားသခင်ဟာကျမတို့ကြုံတွေ့နေရတဲ့အခြေအနေကျမတို့ခက်ခဲနေတဲ့ပြဿနာတွေကြားထဲမှာကျမတို့ကိုကောင်းကြီးပေးအောင်မဲ့ဘုရားဖြစ်တယ်။မှောင်မိုက်မှာဖွက်ထားတဲ့ဗန္တာလုံခြုံစွာဖွက်ထားတဲ့ဥစ္စာကျမတို့သာသူနဲ့မှန်ကန်ပါစေသူ့ကိုသာအားကိုးပါစေသူ့ကိုသာတဲ့တဲ့ကြည့်ပါစေသူ့ရဲ့နောက်ကနေလိုက်သွားပါစေဘုရားသခင်ကဘလောက်မှောင်မိုက်တဲ့ပတ်ဝန်းကျင်မှာကျမတို့ကိုကွယ်ကာထားမှာဖြစ်ပါတယ်။ရက်ပိုင်းပဲကြံတော့တဲ့ဒီနှစ်တစ်နှစ်ရဲ့နောက်ဆုံးသောရက်တွေမှာကျမတို့ဘယ်အရာကိုခွန်အားယူကြမလဲ။ဒီနေ့ကျမပြောပြသွားတဲ့ဒေသနာကဒီမှာရှိတဲ့ညီကိုမောင်နှမချင်းတွေတယောက်ချင်းစီတိုင်းကိုဘာတွေပြောနေလဲအနှစ်ချုပ်ကိုပြန်စဉ်းစားကြည့်မယ်ဆိုရင်နံပါတ်1တစ်ချက်ကဖယားသခင်ပေးတဲ့ဉာဏ်ပညာနဲ့နှလုံးသွင်းပြီးတော့ကိုယ့်ရဲ့နေ့ရက်ကာလတွေကိုရည်တွက်ရအောင်ပြန်လဲသုံးသပ်မယ်ကျေးဇူးတင်မယ်ဆက်ပြီးတော့မျှော်လင့်မယ်ဒုတိယတစ်ချက်ကတော့ကျမတို့အတိတ်ကိုဖယားသခင်ရဲ့အမြင်နဲ့ကြည့်ပြီးတော့မှဒီအတိတ်မှာခံစားခဲ့ရတဲ့အရာတွေကိုဝန်ခံမယ်ဘုရားသခင်ပေါ်ယုံကြည်စိတ်ချမယ်ပြီးတော့ကောင်းကြီးမင်္ဂလာတွေကိုမှတ်တမ်းတင်မယ်ကျွန်မမနေ့ကဒီနှုတ်ကပတ်တော်ကိုပြင်နေတဲ့စာအုပ်တုပ်ထဲမှာကောင်းကြီးမင်္ဂလာတွေကိုမှတ်တမ်းတင်တဲ့အခါမှာအမတန်မှပျော်တယ်ဘုရားသခင်ကျွန်မကိုလှုပ်ခဲ့ပေးတဲ့အရာတွေအတွက်ပျော်တယ်တကယ်တော့ဒီနှစ်ဟာကျွန်မအတွက်တော့ခံစားရတဲ့နှစ်လို့အကြီးကြီးလို့ပြဿနာအကြီးကြီးခံစားချက်တွေအကြီးကြီးရှိတဲ့နှစ်လို့ကျွန်မကတော့ခံစားနေပြီပဲကောင်းကြီးတွေကိုမှတ်တမ်းတင်လိုက်တဲ့အခါလေးအဲ့ဒီကျွန်မခံစားရတဲ့နာကျင်မှုလေးတွေကတသေးလေးပဲဖြစ်သွားတယ်။ဒါကြောင့်မို့အကြံပြုခြင်းနဲ့အိမ်ပြန်တဲ့အခါမှာဒီနေ့ညအစဟိုဇန်နဝါရီလအစဘုရားသခင်ကျွန်မတို့ကိုဘာတွေကျေးဇူးပြုခဲ့လဲ။ကျေးဇူးတွေပဲရည်တွက်ချီးမွမ်းရအောင်။ဒုက္ခတွေကိုမရေးနဲ့အောင်ကျေးဇူးတွေပဲရည်တွက်ချီးမွမ်းမယ်ဆိုရင်စာအုပ်တုပ်တောင်မလောက်ပါဘူး။အဲ့ဒါကြောင့်မို့အတိတ်ကိုဘုရားသခင်ရဲ့အမြင်နဲ့ကြည့်ပြီးတော့ကောင်းကြီးတွေကိုမှတ်တမ်းတင်လဲဘဝမှာသင်ခန်းစာယူရအောင်။နံပါတ်3တစ်ချက်ကတော့ကျွန်မတို့အရှိကိုဆက်သွားရအောင်။အရှိကိုဆက်သွားကြမယ်အမှုတစ်ကိုပြုပေးပဲဘုရားဟာနှစ်သက်မှာကျမတို့အတွက်အသစ်သောအရာတွေကိုပြင်ဆင်ပေးမှာဖြစ်တယ်ကျမတို့ရဲ့အရှိကိုကနေသွားပေးတဲ့ဘုရားမြင့်နေတဲ့အရာတွေကိုညီစေမဲ့ဘုရားကျမတို့ရဲ့ရန်သူတွေကိုအပိုင်းပိုင်းဖြတ်ပြီးတော့ဒီအမှောင်ထဲမှာကျမတို့ကိုအလင်းပေးပြီးတော့မှမှောင်မိုက်မှာရှိနေတဲ့ဗန္တာတွေလုံခြုံစွာဖွက်ထားတဲ့ဥစ္စာဆိုတာကကောင်းချီးမင်္ဂလာတွေကျမတို့ကမြင်ရတဲ့ကောင်းကြီးမင်္ဂလာမမြင်ရတဲ့ကောင်းကြီးမင်္ဂလာတခါတလေကျမတို့ကလေကောင်းကြီးမင်္ဂလာကိုငွေကြေးတစ်ခုတည်းနဲ့ပဲသတ်မှတ်တယ်ဥစ္စာပစ္စည်းနဲ့ပဲသတ်မှတ်တယ်မဟုတ်ပါဘူးကောင်းကြီးမင်္ဂလာဆိုတာကကျမတို့ရဲ့ကျမ်းမာခြင်းကျမတို့ရဲ့ဆက်ဆံရေးကျမတို့ရဲ့အိမ်တောင်ရေးအစအရာရာနေ့ရက်တိုင်းကကောင်းကြီးမင်္ဂလာတွေပဲဖြစ်တဲ့အတွက်ဒီအမှောင်မိုက်ဆုံးအချိန်မှာဘုရားသခင်ကကျမတို့ကိုကောင်းကြီးပေးဦးမှာဖြစ်တယ်အဲကြောင့်ကျမတို့ရဲ့နိုင်ငံအတွက်မျှော်လင့်ချက်မရှိဘူးလားကိုယ့်ရဲ့မိသားစုအတွက်သားသမီးတွေအတွက်မျှော်လင့်ချက်တွေမဲ့နေလားမရေရာတဲ့အခြေအနေတွေကိုရင်ဆိုင်နေရလားဒါပေမဲ့ဒီနေ့မှာကောင်းကြီးတွေကိုမှတ်တမ်းတင်ပြီးတော့မှလာမယ့်နှစ်သက်တဲ့ကိုဝင်စားမယ်ဆိုရင်ဘ
ဘောမှာဘလူတွေပဲပြင်ပန်းခြင်းတွေပြိုလဲခြင်းတွေရှိနေပေမဲ့ဘုရားသခင်ကိုကျေးဇူးတင်ရအောင်ဘုရားသခင်ကိုဆက်ပြီးတော့မျှော်လင့်ရအောင်ဘုရားသခင်ကိုဆက်ပြီးတော့သူပေးတဲ့ကောင်းကြီးတွေကိုမှတ်တမ်းတင်ရအောင်နောက်ဆုံးကျမ်းစာလေးတစ်ပိုင်းနဲ့ဏိဂုံးချုပ်ချင်ပါတယ်ဟေရှာယနဂတိကျမ်းအခန်းကြီး38ဖြစ်ပါတယ်ဟေရှာယနဂတိကျမ်းအခန်းကြီး38သို့တော်လည်းထာဝရဘုရားသည်သင်တို့၌ကျေးဇူးပြုလိုသောငါမျှော်လင့်တော်မူမည်ဂယုဏပြုလိုသောငါချီးမြှောက်ခြင်းကိုခံတော်မူမည်အကြောင်းမူကားထာဝရဘုရားသည်တရားသောဘုရားသခင်ဖြစ်တော်မူ၏ကိုရောကိုမျှော်လင့်သောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏ယေရုရှလင်၌မြို့၌နေသောဇိအုန်အမျိုးသင်သည်အစဉ်ငိုကြွေးရမည်မဟုတ်သင်အော်ဟစ်တန်ကိုနားထောင်၍ကယ်မသနာတော်မူလိမ့်မည်ထိုအတန်ကိုကြားတော်မူသောအခါထူးတော်မူလိမ့်မည်နောက်ဆုံးအနေနဲ့ကတော့ကျမတို့အပေါ်မှာကျေးဇူးပြုလိုသောဘုရားကျေးဇူးပြုလိုသောငါမျှော်လင့်သောဘုရားနော်ဘလောက်တောင်မှစိတ်ကျေနပ်စရာကောင်းလေလူတဦးတယောက်ကကျမတို့ကိုကျေးဇူးပြုရင်ကျမတို့ကအထက်ထက်ကျေးဇူးတင်နေတာဘုရားကကျမတို့ကိုကျေးဇူးပြုလိုသောငါမျှော်လင့်သောဘုရားလို့ပြောတယ်ဂယုဏပြုလိုသောငါချီးမြှောက်ခြင်းကိုခံတော်မူမည်သူကျမတို့ပေါ်မှာအမတန်မှဂယုဏပြုခြင်းနဲ့ချီးမြှောက်ခြင်းနဲ့ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကတရားသောဘုရားသခင်ဖြစ်ပါတယ်ဒီနေ့လူမှုပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်မတရားမှုတွေဘလောက်လွှမ်းမိုးနေပါစေဒုက္ခအခက်အခဲနဲ့ရင်ဆိုင်နေပါစေဒီမတရားမှုတွေရဲ့အပေါ်မှာရှိတဲ့တရားသောဘုရားသခင်ကမကြခင်မှာကျမတို့အသက်တာအတွက်ကျမတို့ရဲ့နိုင်ငံကြီးအတွက်ကျမတို့မိသားစုတွေအတွက်ကောင်းကြီးမင်္ဂလာတွေနဲ့ပြင်ဆင်ပေးဦးမယ်ကျမတို့အစင်မငိုကြွေးရပါဘူးငိုကြွေးခဲ့ရတဲ့နေ့ရက်တွေများနေပြီတခါတလေဘုရားသခင်ကိုပြောတယ်ကိုရောကျမတို့ရဲ့တိုင်းနိုင်ငံကြီးကျမတို့ရဲ့မိသားစုအတွက်မျက်ရည်တွေမရှိတော့ဘူးငိုကြွေးခဲ့ရတယ်လို့ပြောပေမဲ့ဒီမှာကျမ်းစာမှာသင်သည်အစင်ငိုကြွေးရမည်မဟုတ်သင်အော်ဟစ်တန်ကိုနားထောင်၍ကယ်မသနာတော်မူလိမ့်မည်ထိုအတန်ကိုကြားသောအခါထူးတော်မူလိမ့်မည်ဆက်ပြီးတော့ဘုရားသခင်ကိုမျှော်လင့်ပါဘုရားသခင်ကလည်းကျမတို့ကိုကျေးဇူးပြုခြင်းနဲ့ဘုရားဖြစ်ပါတယ်ဤနှုတ်ကပတ်တော်အားဖြင့်ကျမတို့မှာကျေးဇူးပြုလိုသောငါမျှော်လင့်တဲ့ဘုရားနဲ့အတူ2026ကိုစိတ်နှလုံးသားအသက်သဘောထားအသက်နဲ့ဝင်စားဖို့ခွန်အားပေးခြင်းနဲ့နေ့ရက်တိုင်းမှာခံစားခဲ့ရတဲ့ကောင်းကြီးမင်္ဂလာတွေကိုဒီနေ့မှာမှတ်တမ်းတင်ပြီးတော့လာမယ့်နှစ်သက်နောက်တစ်ပတ်ဆိုရင်ကျမတို့နှစ်သက်ပေါ့နော်အဲ့နှစ်သက်မှာပြန်လည်ပြီးတော့ကျေးဇူးတော်ချီးမွမ်းတတ်သောအသက်တာဘုရားသခင်ရဲ့သက်သေတွေကိုခံစားလျက်သက်သေတွေကိုခံတော်သူများဖြစ်ပါစေလို့ဒီနှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နှစ်ခါမှာပြန်ဆောင်ကြပါမယ်ဘုရားရှင်ကောင်းကြီးပေးပါစေ